ကျမဒီနေ့မျှဝေပေးချင်တာကတော့သူတစ်ပါးအပေါ်မှာကျမတို့ရဲ့စိတ်တွေကလိုက်ပြီးတော့မှပြောင်းလဲပေးချင်တယ်အဲ့ဟာအဓိကကဘာလဲဆိုသားသမီးနဲ့ခင်မွန်းနေအပေါ်မှာပေါ့ကျမတို့ကကိုခင်မုံအပေါ်မှာလဲကောင်းစေခြင်းနဲ့အတွက်လိုက်ပြီးတော့မှပြုပြင်ပြောင်းလဲမယ်ဆိုတဲ့စိတ်တွေကျမတို့အမြဲတမ်းရှိတယ်။သားသမီးအပေါ်မှာလဲထိုနည်း၎င်းမဲ့ဒါဆိုရင်ကျမတို့ကသူတို့ကိုပြောင်းလဲလို့မရတဲ့အခါမှာကိုကဘာတွေဖြစ်လာလဲကိုစိတ်တိုင်းမကြပါစိတ်တိုင်းမကြမှုတွေနောက်ပြီးတော့မှစိတ်တိုးတာတွေစိတ်အလိုမကြတာတွေဖြစ်လာတဲ့အခါမှာဒါကိုအတွက်ကလုံးဝမကောင်းမွန်တော့ဘူးဒါဆိုရင်ကျမတို့ကဘာလုပ်ရမလဲသူတို့ကိုပြောင်းလဲဖို့ချက်ကိုဘယ်လိုပြောင်းလဲမလဲသူတို့ပေါ်မှာကိုဖြစ်နေတဲ့ဖြစ်တည်မှုကိုရဲ့စိတ်ဖြစ်တည်မှုတွေကိုကျမတို့ဘယ်လိုပြောင်းလဲမလဲဒီအရာတွေနဲ့ကျမတို့ကကိုပြန်ပြီးသုံးသပ်ဖို့လိုပါတယ်ကျမတို့ကဆိုရင်ကျမသမီးလေးနဲ့ကျမဆိုရင်ပေါ့နော်သမီးလေးကကျမအလုပ်လုပ်ချင်တာပေါ့အလုပ်လုပ်ချင်တော့ကျမသူ့ကိုပေးမလုပ်ချင်ဘူးငယ်သေးတယ်ပေါ့နော်ဆယ်တန်းလေးအောင်ကစားငယ်သေးတယ်မလို့စေချင်ဘူးပေါ့အဲ့လိုမျိုးလေးနဲ့ကျမနဲ့သူနဲ့ခြေတင်ဖြစ်ကြတာပေါ့အဲ့တော့ကျမကသူ့ကိုဘာဖြစ်စေလဲဆိုရင်ခွာမဲ့စေတဲ့စကားမျိုးတွေယုံကြည်မှုပျောက်စေတဲ့စကားမျိုးတွေနဲ့ကျမသူ့ကိုပြောခဲ့တဲ့အချိန်မှာကျမကိုအဲ့မှာသမီးနဲ့ကျမနဲ့ဆက်ဆံရေးကအေးဆက်လာတယ်မာလာတယ်ကျမတို့နှစ်ယောက်ကြားထဲမှာသူ့အဖေမဝင်ဘယ်တော့မှပြဿနာတခုကမပြီးသွားဘူးအဲ့လိုဖြစ်လာတဲ့အတိုင်းမှာကျမကိုပြန်စဉ်းစားလိုက်တာငါကသူ့ကိုခွန်အားဖြစ်စေတဲ့စကားလုံးမျိုးတွေမပြောဘဲနဲ့သူ့ကိုသူယုံကြည်မှုတွေပိုကောင်းစေမွန်စေတဲ့စကားလုံးမျိုးတွေငါအမေတယောက်ဖြစ်ပြီးမပြောဘဲနဲ့ငါဖြစ်စေခြင်းတဲ့အရာသူ့ကိုခွန်အားမဲ့စေတဲ့အရာမျိုးတွေငါတော့ပြောနေတာညာသူ့ဘဝအတွက်ချိုးလိုက်တယ်လို့ဖြစ်တယ်ဆိုပြီးတော့မှကျမခုနောက်ပိုင်းမှာသမီးလေးကိုကျမရဲ့စိတ်ကစပြီးတော့မှဘလို့အတွေးမျိုးတွေတွေးလိုက်လဲဆိုသူ့ကိုခွန်အားဖြစ်စေတဲ့စကားလုံးမျိုးသူ့ဘဝကိုတိုးတက်ဖို့ကိုမြင်နိုင်တဲ့အနေအထားမျိုးလမ်းပြပေးနိုင်တဲ့အမေတယောက်အဖြစ်ကျမကအခုဆိုရင်ရက်တည်လာခဲ့တဲ့အချိန်မှာသမီးနဲ့ကျမရဲ့ဂျားမှာအဆင်ပြေမှုတွေအများကြီးကြုံလာရတာပေါ့နော်ဒါဆိုရင်ဒီနေ့မိတ်ဆွေတွေမှာလဲသားသမီးလေးတွေကလူတိုင်းမှာရှိတဲ့အတွက်ဒီလိုအခက်အခဲမျိုးလေးတွေဒီလိုပြဿနာမျိုးလေးတွေကတေးသေးလေးဆိုပေမဲ့အကြီးအထိဖြစ်သွားနိုင်တာဖြစ်တဲ့အတွက်ဒီနေ့ဒီဗီဒီယိုလေးကိုကြည့်လိုက်တဲ့အချိန်မှာကိုယ့်အတွက်အကျိုးလေးတစ်ခုရရှိခဲ့တယ်ဆိုရင်ကျမကို comment မှာတစ်ခုလေးရေးပေးခဲ့ပါနောက်ဗီဒီယိုမှာပြန်ဆုံကြမယ်